ဒီနေ့မှာတော့ကျွန်တော် iOS 26မှာပြောင်းလဲလာပြီးတော့မှလူတီနေတဲ့လှုပ်ဆောင်ချက်လေးကိုပြောပြပေးသွားပါမယ်။ပထမဆုံးတစ်ချက်ကတော့ကျွန်တော်တယောက်ကိုဖုန်းပြန်ခေါ်ဖို့ရှိတယ်ဆိုရင်အဲ့ဒါကြီးကို note ထဲမှာသွားပြီးတော့မှဘယ်အချိန်မှာဖုန်းပြန်ခေါ်ဖို့ရှိပါတယ်ဆိုပြီးတော့မှမှတ်နေဖို့မလိုတော့ပါဘူး။ဆိုတော့ကိုပြန်ခေါ်ဖို့ရှိတဲ့ဖုန်းနံပါတ်ကိုဒီလိုဆွဲလိုက်တယ်ဆိုရင်ဒီဟာလေးပါလာတယ်။အဲ့ဒါကိုနှိပ်လိုက်ရင် remind me in 1 hour တို့2 night တို့ tomorrow ဆိုပြီးတော့မှရွေးချယ်ကြရရှိတယ်။တကယ်လို့ကိုကအခု10နာရီဆက်ခွန်မှာ10နာရီခွဲလောက်မှပြန်ခေါ်ဖို့ရှိတယ်ဆိုရင်လည်းရတယ် remind me later ကိုနှိပ်ပြီးတော့မှဒီမှာအချိန်ကို10နာရီခွဲကိုရွေးလိုက်အောင်ပါပဲပြီးရင်ဒီမှာအမှန်ကြီးလေးချက်လိုက်ဒါဆိုရင်သူကဒီ reminder ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာကိုပြန်ခေါ်ရမယ့်အချိန်နဲ့တွဲပြီးတော့မှပြပေးနေမှာပါပြီးတော့ခေါ်ရမယ့်အချိန်နီးလာပြီဆိုရင်လည်း note အနေနဲ့ကျွန်တော်တို့လာပြီးတော့မှသတိပေးဥပမာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဖုန်းနံပါတ်တွေနဲ့ပြောခဲ့မှုတဲ့ call history ကိုလည်းပြန်ပြီးတော့မှကြည့်လို့ရလာပါပြီဆိုတော့ဒီမှာ call history ဆိုတာရှိတယ်အဲ့တော့ဒီဖုန်းနံပါတ်နဲ့အရင်တော့ပြောခဲ့မှုတာရှိလားမရှိဘူးလားဆိုတာတွေကိုအခု iPhone တွေမှာဆိုရင်ပြန်ကြည့်လို့ရလာပြီဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ following ကို display ထားမယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးနောက်ခံ wallpaper ကြီးကဒီလိုကြီးမြင်နေတာကြီးကိုအခုဒီ iOS 26မှာဆိုရင် blur ထားလို့ရလာပါပြီဆိုတော့ blur လုပ်ချင်တယ်ဆိုရင် setting ထဲကိုသွားပြီးရင်ကျွန်တော်တို့ display and brightness တွေကိုဝင်ပြီးတော့ရင်ဒီမှာ following ကို display တွေကနေပြီးတော့မှ blur wallpaper photo ဆိုတာလေးကိုဖွင့်ပြလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ following ကို display ထားတဲ့အချိန်မှာဒီ background က blur ဖြစ်သွားမှာဖြစ်ပါတယ်နောက်တစ်ခုက Telegram တို့ Messenger တို့မှာပါတဲ့ကင်မရာတွေကနေပြီးတော့မှဓာတ်ပုံရိုက်ပြီးပုံတွေပါပို့တယ်ဆိုရင်အဲ့ဒီပုံတွေကကိုယ့်ရဲ့ gallery တွေကိုကရောက်နေတတ်ပါတယ်ဆိုတော့အဲ့ဒါကိုယ့်အတွက်အဆင်မပြေဘူးဆိုရင်အခုပိတ်လို့ရတယ် setting ထဲကိုသွားပြီးရင်ကျွန်တော်ကင်မရာဆိုပြီးတော့မှရှာပြီးတော့ရင်ဟိုအော်ဒီကိုဆွဲပြီးတော့မှ save capture to photo library ဆိုတာလေးကိုပိတ်လိုက်ရပါတယ်နောက်တစ်ခုကကျွန်တော်ဒီ screenshot ရိုက်တဲ့အခါမျိုးတွေမှာဆိုရင်အရင်ကလိုမဟုတ်ဘဲနဲ့ဒီလိုမျိုး full page ပုံစံကြီးလာပြီးပြနေတယ်မျိုးရှိတယ်ဆိုတော့အဲ့ဒါကိုအရင်ပုံစံပြန်ပြောင်းချင်တယ်ဆိုရင်ရတယ်ဆိုတော့ setting ထဲကိုသွားပြီးရင်ဒီမှာ screen capture ဆိုပြီးတော့မှရိုက်ချလိုက် okay ဆိုတော့ screen capture လေးကိုဝင်ပြီးတော့ဒီမှာ full screen preview ဆိုတာလေးကိုပိတ်လိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ screen ရိုက်တဲ့အခါမှာအရင်တိုင်းပြန်ဖြစ်သွားတယ်ဆိုတော့ဒီတစ်ခေါက်ကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်